မင်္ဂလာပါရှင်ဖတ်ကောက်ညင်လေးစားပြမှာဖြစ်ပါတယ်စားကြပါအောင်ရှင်ကျမတို့တောင်ကူမှာဆိုလို့ရှိရင်ဒီလိုမျိုးကောက်ညင်မောင်လေးကိုပေါ့နော်ဖတ်လေးနဲ့ထုတ်ပြီးတော့ရောင်းတာဖြစ်ပါတယ်ဒီလိုမျိုးလေးဖတ်လေးထဲမှာသူတို့ကတခါတည်းနှမ်းထောင်းလေးတွေပါတယ်ပြီးတော့ဒီအုံသီးကြီးတွေပြီးတော့ပဲပြုတ်ပေါ့နော်ကောက်ညင်ငချိတ်လေးနဲ့ဒီလိုမျိုးလေးစားရတာဖြစ်ပါတယ်ဒီနေ့ကတော့ဒီကောင်းညင်မောင်လေးကိုပေါ့နော်အကြော်လေးနဲ့စားမှာဖြစ်ပါတယ်ရှင်ကောင်းညင်မောင်ဆိုလို့ရှိရင်ဘယ်လိုမျိုးလေးစားရတာကြိုက်ကြလဲမသိဘူးเนาะတချို့ကြတော့ဒီအမဲသားကြောက်တို့စိတ်သားကြောက်တို့အဲ့လိုမျိုးလေးနဲ့လည်းတွဲဖက်စားကြရှိရပေါ့နော်ဒီမှာကတော့အင်းကပဲပြုတ်ပို့ဝယ်ထားတဲ့အတွက်ကြောင့်မလို့ပဲပြုတ်လေးထပ်ထည့်ပြီးတော့စားပါမယ်ရှင်စားကြပါအောင်ရှင်နာတော့အဖြစ်တော့ကောက်ညင်မောင်ကိုဆိုလို့ရှိရင်အဲ့လိုစီလေးနဲ့ပေါ့နော်နေလိုက်တာပြီးတော့ဟိုဟာပေါ့အကုန်လုံးနှံ့အောင်နေလိုက်ပြီးတော့အဲ့လိုမျိုးစားရတာလည်းကြိုက်တယ်ပေါ့နော်ဒီနေ့ကတော့ဒီတိုင်းပဲအကျော်လေးနဲ့ပဲတွဲပြီးတော့စားဖြစ်တာပေါ့နော်အဲ့လိုကောက်ညင်မောင်တွေကိုလည်းစီလေးထည့်ပြီးတော့မှကောက်ညင်ကိုတေချာလေးနေပြီးတော့မှလေနှမ်းထောင်းလေးနဲ့ပေါ့နော်အဲ့လိုမျိုးနေလိုက်ပြီးတော့မှစားလို့ရှင်လည်းရမ်းမဲစားကောင်းပါတယ်ရှင်ကဲပြီးတောင်ကိုရောက်ဖြစ်ခဲ့လို့ရှိရင်ဖတ်ကောက်ညင်လေးဝယ်ပြီးတော့လိုက်စားကြည့်နော်အဲ့လိုမျိုးလေးစားတာရမ်းကောင်းပါတယ်ရှင်ကောက်ညင်မောင်ကတော့တချို့တွေကငချောက်နဲ့စားတယ်တချို့တွေကကြတော့ငါးကြော်နဲ့စားတယ်တချို့တွေကကြတော့အဲ့လိုပေါ့နော်စိတ်သားကြောက်တယ်အမဲသားကြောက်တယ်အဲ့လိုမျိုးလေးနေနဲ့ပဲတွဲဖက်စားကြတာရှိတယ်ပေါ့နော်အဲ့ဒါလေးတွေဆိုလို့ရှင်လည်းရမ်းစားလို့ကောင်းတယ်ဒီနေ့မနက်လေးကတော့ကောက်ညင်မောင်အချိုလေးနဲ့အရန်ကိုစားကောင်းခဲ့ပါတယ်ရှင်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ရှင် God bless you all bye bye